ဟုတ်ကဲ့ကျွန်တော်နာမည်ကဦးထွန်းထွန်းပါအသက်49နှစ်ရှိပါပြီကျွန်တော်ခါနာဝေနာကိုခံစားနေရတာ3နှစ်ခန့်ရှိပါပြီခါနာဝေနာကမသက်တာပဲနဲ့ပုံမှုဆိုးဝါးနေလို့ကျွန်တော်ရှိတဲ့နေပြည်တော်မှာပဲအထူးကုဆရာဝန်ကြီးတွေနဲ့ပြသခဲ့ပါပြသခဲ့တဲ့နေရာမှာဆရာဝန်ကြီးတွေကဒီခါနာဝေဒနာကိုအမှန်ရိုက်ပြီးတော့မှစစ်ဆေးလို့ရမယ်လို့ကျွန်တော်ပြောပါတယ်အဲ့ဒါနဲ့ကျွန်တော် MRI နေပြီးတော့မှပဲရိုက်ခဲ့ပါတယ်အဖြေထွက်လာတော့ကျွန်တော်ခါနံပါတ်4နဲ့5မှာအာယုံကြောကိုဖိမိပြီးတော့ကျတော့ခါစစ်ရိုးကျွတ်နေတယ်လို့ပြောပါတယ်ကျွန်တော်ခါခွဲစိတ်ဖို့အတွက်နေရာတွေရွေးချယ်ရင်းနဲ့နောက်ဆုံးမှာထိုင်းနိုင်ငံဘန်ကောက်ကနေလာပြီးတော့လူကိုယ်တိုင်လာရောက်ဆွေးနွေးလို့ရတဲ့ဆရာဝန်ကြီးအာယုဆေးရုံမှာရောက်နေတယ်လို့ကျွန်တော်စုံစမ်းသိရှိရပါတယ်အဲ့ဒါနဲ့ကျွန်တော်လူကိုယ်တိုင်လာရောက်ပြီးတော့ဆွေးနွေးလို့ရတဲ့ဆရာဝန်ကြီးစီရာဗစ်ရှိရာအာယုဆေးရုံကိုကျွန်တော်လာရောက်ပြသဖို့ဆုံးဖြတ်ခဲ့